brother တယောက်ကကျွန်တော် TikTok မှာအစာလေးလာပို့ထားတယ်ပေါ့နော်ဆိုတော့ဒီရလေးကိုနည်းနည်းလောက်ဖတ်ပြပြီးတော့ကျွန်တော်နည်းနည်းပြောပြချင်တယ်ပေါ့နော်ဆိုတော့brother မင်္ဂလာပါ brother ရဲ့ video လေးကြည့်ဖြစ်တယ် YouTube မှာရောတဲ့ဆိုတော့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ video လေးကြည့်ပြီးတော့ပြီးတော့သူပို့ထားတဲ့ရလေးက brother ကိုကြည့်ရတာတဲ့ကိုယ့်ရဲ့ယုံကြည်ပေါ့အရန်ယုံကြည်ချက်ခိုင်ပါတယ်နော်ကျွန်တော်အစ္စလမ်ဘာသာတယောက်ပါခရစ်ယာန်ဘာသာကိုလေ့လာခြင်းလို့တင်ပြပေးပါလားတဲ့ဆိုတော့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ video ကိုကြည့်ပြီးတဲ့အတွက်ကြောင့်မို့ပေါ့နော်ဆိုတော့ကျွန်တော်ရင်းနဲ့ပြောချင်တာတော့ခရစ်ယာန်ဘာသာကိုလေ့လာခြင်းနဲ့တင်ပြပေးပါလားဆိုတော့အမှန်တိုင်းပြောလို့ရှိရင်ကျွန်တော်ခရစ်ယာန်ဘာသာကိုကောင်းမွန်တင်ပြပေးနိုင်တဲ့အချင်းမရှိပါဘူးဒါပေမဲ့ခရစ်ယာန်ဘာသာရဲ့အဓိက main ဖြစ်တဲ့ယေရှုခရစ်တော်ရဲ့အကြောင်းတော့ကျွန်တော်ကောင်းကောင်းသိတယ်သူကြောင့်လည်းကျွန်တော်လွတ်မြောက်ပြီးတော့ဒီနေ့ဒီချိန်ဒီအဲ့ဒီယေရှုခရစ်တော်ကျွန်တော်ရဲ့ကယ်တင်ပါရှင်ဖြစ်တယ်ဆိုတော့ကိုကျွန်တော်အမှန်တကယ်ခံစားပြီးတော့အခုချိန်နဲ့လွတ်မြောက်ခြင်းနဲ့အသက်ရှင်နေတာဒါကြောင့်မို့လဲကျွန်တော်ယုံချက်ခိုင်းပါနေတာပေါ့နော်ဒါကြောင့်မို့ကျွန်တော်ခရစ်ယာန်ဘာသာကိုလေ့လာလို့ရှိရင်တော့ကျွန်တော်ဘာပဲကြားရမလဲဆိုတော့ယေရှုခရစ်တော်အကြောင်းပဲကြားမှာယေရှုခရစ်တော်ကတင်းကိုကယ်တင်တဲ့ဘုရားသခင်ဖြစ်တယ်ယေရှုခရစ်တော်ကတင်းကိုရွေးနှုတ်တဲ့ဘုရားသခင်အသက်ရှင်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတော့ပဲbrother အနေနဲ့ကြားရမယ်အဲ့လိုပဲအမြဲတမ်းကြားနေပြီကျွန်တော်ဗီဒီယိုတော်တော်များပါလေအဲ့ဒါပဲပြောနေဆိုတော့ဘာပဲလုပ်စီချင်တယ်ဆိုတော့ဒီခရစ်ယာန်တွေပြောနေတဲ့ယေရှုခရစ်တော်ကအမှန်တကယ်အသက်ရှင်တဲ့ဘုရားသခင်လားဆိုတော့ကိုစမ်းသက်စီခြင်းနဲ့မိစမ်းစီခြင်းနဲ့ဆိုတော့အဲ့တော့ကိုစမ်းသက်မယ်ဆိုဘယ်လိုစမ်းသက်မလဲဆိုတော့ဘယ်လိုမှစမ်းသက်စရာမလိုဘူးတင်းနေသူ့ကိုခေါ်ကြည့်ဖို့ပဲလိုတယ်ယေရှုခရစ်တော်ကဘယ်လိုခေါ်ကြည့်ရမလဲဆိုတော့ယေရှုခရစ်တော်အမှန်တကယ်အသက်ရှင်တဲ့ဘုရားသခင်လားကျွန်တော်ကိုကယ်တင်တဲ့ဘုရားသခင်လားဒါဆိုရင်ကျွန်တော်ကိုတက်တည်ပြပါဆိုပြီးမှခေါ်ကြည့်လိုက်ရုံပဲဒါဆိုရင်တော့သူကတင့်ကိုစစ်မှန်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတော့တက်တည်ပြနိုင်မယ်တင့်ကိုကယ်တင်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတော့ကိုတက်တည်ပြနိုင်မယ်ကျွန်တော်ဘဝမှာလည်းယေရှုခရစ်တော်အဲ့လိုမျိုးပဲကျွန်တော်ကိုတက်တည်ပြခဲ့တယ်လမ်းပြခဲ့တယ်တက်တည်ထူခဲ့ဒါကြောင့်မို့လို့လည်းကျွန်တော်ယုံကြည်တဲ့ဘောမှာကျွန်တော်ယုံကြည်ချက်ခိုင်မာနေရတာဖြစ်တယ်ဒါကြောင့်မို့ brother အနေနဲ့ခရစ်ယာန်ဘာသာကိုလေ့လာခြင်းနဲ့ဆိုရင်ကောင်းပါတယ်လေ့လာပါဒါပေမဲ့ခရစ်ယာန်ဘာသာလေ့လာလို့ရှိရင်အခက်မသိစိတ်ပြင်းပြတ်သွားနိုင်တယ်ပေါ့နော်ဒါပေမဲ့ယေရှုခရစ်တော်ဆိုတဲ့ကျွန်တော်တို့ရဲ့ကယ်တင်ပါရှင်ထာဝရဘုရားသခင်ကိုခေါ်ဖိတ်မြေးဆန်းလို့ရှိရင်တော့တင်ပေတော်မှာစိတ်မပြတ်ဘူးလွတ်မြောက်ခြင်းအသက်တာနဲ့သူကြီးဆိုတော့ကိုအပြည့်အဝခံစားနိုင်မယ်ဆိုတော့ကိုအကြံဉာဏ်ပေးနေဒီဗီဒီယိုတော့လည်းဆုံးသက်လိုက်ချင်ပါတယ်ဆိုတော့အားလုံးပေါ်မှာဘုရားရှင်ကောင်းချီးပေးပါစေ